ကိုလိုချင်တယ်ကာမကိုလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်အဲ့ဒီလောဘကျန်တဲ့ယုံညံ့တာတွေအကုန်လုံးကိုဖြစ်ပေါ်စေဒါကြောင့်လောဘအယုံညံ့တာကအယုံညံ့ဆုံးအရာအဲ့ဒီလောဘကြောင့်ဘဝဖြစ်လို့ဒုက္ခမျိုးစုံရင်ဆိုင်ရတယ်အဲ့ဒီရှုထောင့်ကနေကြည့်ပြီးတော့လည်းလောဘအယုံညံ့ဆုံးအရာလို့နားလည်လို့ရတယ်ဒါမြတ်စွာဘုရားကိုကြည်ညိုတယ်ဆိုတာမြင့်မြတ်တယ်လို့ယုံကြည်လို့ဘာလို့မြင့်မြတ်တာလဲယုံညံ့တာတွေမရှိတော့ဘူးလို့စိတ်ကယုံကြည်လို့မြတ်စွာဘုရားကိုမြင့်မြတ်တယ်လို့ယုံကြည်ဒါမြင့်မြတ်တယ်ဆိုတာဘာလို့ယုံညံ့တာမရှိတာယုံညံ့တာကဘာလို့ဆိုတော့လောဘဒီလိုလေးနားလည်နော်လောဘမရှိတာကိုမြင့်မြတ်တယ်လို့ဒါလေးကိုခိုင်ခိုင်မာမာနားလည်တာအဲ့လိုဆိုရင်ဒီယုံညံ့တဲ့လောဘဘာကြောင့်ဖြစ်တာလဲဆိုဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုမသိလို့လောဘဖြစ်ဒါမြတ်စွာဘုရားအမြင့်မြတ်ဆုံးဘာလို့ဆိုတရားကိုသိသွားပြီသစ္စာလေးပါးကိုသိဒီနေရာတွေကိုလာပြီးတော့ဖူးမြော်ကြတယ်ဆိုတာအဲ့ဒီသစ္စာလေးပါးကိုသိလို့မြင့်မြတ်တော်မူတဲ့မြတ်စွာဘုရားကိုကြည်ညိုလွန်းလို့လာပြီးတော့ဖူးမြော်ကြတယ်အဓိကအနှစ်သာရကအဲ့ဒီအချက်ကလေးဖြစ်တယ်ဆိုတာမမေ့နော်ဘဝရဲ့ဆင်းရဲတဲ့သဘာဝတွေကိုသိလို့လောဘငြိမ်းလို့ယုံညံ့တာမရှိလို့မြင့်မြတ်သွားတာတရားသိတယ်ဘာသိတာလဲဘဝကိုဆင်းရဲတယ်လို့သိဘဝကိုဆင်းရဲတယ်လို့သိလို့ဘဝရဲ့ပုံမှာဖြစ်နေတဲ့လောဘတွေချုပ်ငြိမ်းသွားအဲ့တော့ကိုကဒီနေရာလေးရောက်တော့ကိုအဲ့ဒီနှစ်သာရပိုင်းဆိုင်လေးကိုတွေးမိဖို့စုပ်ကိုင်နေလို့နော်ဘဝဆင်းရဲတယ်ဆိုတာကိုဘယ်လောက်သိတယ်လဲဘဝကဆင်းရဲတယ်လို့သိရင်သိသလောက်လောဘနည်းမှာပဲလောဘနည်းရင်နည်းသလောက်မြင့်မြတ်မှာပဲမြင့်မြတ်ရင်မြင့်မြတ်သလောက်ကြည်ညိုစရာကောင်းမှာပဲလေးစားစရာကောင်းမှာပဲတန်ဖိုးထားကြမှာပဲမြတ်စွာဘုရားကဘာလို့ကျွတ်တော်ကအလွန်အမင်းတန်ဖိုးထားတာလို့မြတ်နိုးတာလို့ကြည်ညိုတာလို့မင်းရုံညံ့တဲ့လောဘမရှိလို့မြတ်စွာဘုရားကိုယ်တော်နဲ့ကြုံဝါခဲ့ငါဘဝတွေကိုဖြစ်စေတဲ့ဆင်းရဲတွေကိုဖြစ်စေတဲ့လောဘဆိုတဲ့တကယ်အဓိကဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားလက်တဲ့တရားခံကိုငါအမြင့်ပါလို့ခြင်းတွန်းလှန်ဖြိုးဖျက်ဖျက်ဆီးပြစ်ပြီးပြီဒါကြောင့်ငါအမျက်ဆုံးအဲ့တော့အဓိကဘုရားကိုကြည်ညိုတယ်ဆိုလို့ရှိရင်အဲ့ဒီအချက်ကလေးကိုမြင်ပြီးတော့ကိုယ်တန်တန်မှာလည်းမြင့်မြတ်တဲ့သဘောလေးဖြစ်အောင်လုပ်ရမြင့်မြတ်တဲ့သဘောဖြစ်အောင်လုပ်တယ်ဆိုတာယုံညံ့တဲ့သဘောမဖြစ်အောင်လုပ်တာကိုပြောတာအဲ့လိုလေးလည်းနားလည်ရဒါကြောင့်မြတ်စွာဘုရားငါရဲ့သင်္ကန်းဆုံးကိုဆွဲကင်ပြီးတော့လိုက်နေတော့လည်းပဲလောဘတွေကြီးနေမယ်ဒေါသတွေကြီးနေမယ်ဆိုရင်အဲ့ဒါငါနဲ့ဘလောက်ဝေးသလဲဆိုတာကိုကြည့်ပါငါနဲ့ယူဇနာတရားဝေးกว่าတဲ့အရက်မှနေတော့လည်းပဲလောဘဒေါသမောဟနေမယ်လောဘဒေါသမောဟချုပ်ငြိမ်းအောင်လုပ်နိုင်မယ်ဆိုရင်လောဘဒေါသမောဟမရှိတဲ့ငါနဲ့ဘလောက်နီးသလဲဆိုတာကိုကြည့်ပါအလွန်နှစ်သာရရှိတဲ့တရားစကားနော်အခုမြတ်စွာဘုရားပွင့်ပေါ်တဲ့နေရာထိလာပြီးတော့ကျွတ်တို့ဖူးမြော်ကြဘုရားကိုမျက်နှာလုံးလို့ဘုရားနဲ့နီးရင်လုံးလို့ဟုတ်လားအသွင်တရာလောက်နီးတာနီးတယ်လို့မြတ်စွာဘုရားမပြောအနှစ်သာရပိုင်းဆိုင်ရာနီးမှနီးတယ်ပြောမြတ်စွာဘုရားလောဘမရှိမြတ်စွာဘုရားကပူလောင်တာလည်းမရှိမြတ်စွာဘုရားကရှုပ်ထွေးတာလည်းမရှိဒါကလောဘတွေကြီးနေတယ်ပူလောင်မှုတွေများနေတယ်ရှုပ်ထွေးမှုတွေများနေတယ်ဆိုလောဘမရှိတဲ့ပူလောင်မှုမရှိတဲ့ရှုပ်ထွေးမှုမရှိတဲ့မြတ်စွာဘုရားနဲ့ကိုယ်နဲ့အနှစ်သာရခြင်းမဖြစ်နေဝေးกว่าနော်အဲ့ဒီသဘောလေးကိုမြင်အောင်ကြည့်တာအနှစ်သာရလေးကိုကိုယ်ပြန်ပြောပြဟုတ်လားဘာလို့မျက်မျက်လုံးလို့တန်ဖိုးထားပြီးတော့ဒီနေရာထိခဲခဲရင်လာပြီးတော့နော်ကြည်ကြတာတော့ဖူးမြော်ကြတာတော့ကုသိုလ်တွေရရင်လို့ကုသိုလ်တွေမှာဘလို့ကုသိုလ်လို့ခုနဘုန်းကြီးပြောတဲ့အနှစ်သာရပိုင်းဆိုင်ရာကိုအနည်းဆက်ဆုံးချင်းကပ်ပြီးတော့မြင်နိုင်တာအဲ့ဒါအလေးနဲ့ဆိုမြင့်မြတ်ဆုံးကုသိုလ်နော်ဒါကြောင့်ကြာရောက်လို့ရှိရင်သစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့ကိုယ်ဘယ်လောက်စဉ်းစားနိုင်မလဲဘယ်လောက်တွေးနိုင်မလဲဘယ်လောက်မြင်နိုင်မလဲဆိုတာကိုဘုန်းကြီးထပ်ပြီးတော့ပြောပြမယ်ဟုတ်လားဘုရားဒုက္ခရဆိုရင်ကျင့်တဲ့နေရာတဲ့မြတ်စွာဘုရားတည်လို့ဉာဏ်လို့ရအောင်လုပ်ခဲ့တဲ့နေရာဟုတ်လား
ဒီလူညံလူရအောင်ဒီနေရာလို့အတိအကျဆိုတော့ဟုတ်ပါဘူး6နှစ်ကြာတယ်ဆိုတော့နေရာအနှံ့ဒီနာတဝိုက်မြတ်စွာဘုရားအမှန်တရားကိုရှာဖွေလေးလိမ့်မယ်ဒါလေးကိုမျှော်ရောင်ပြီးတော့မြင်ရောင်ပြီးတော့ဩမြတ်စွာဘုရားဒီနာတဝိုက်မှာ6နှစ်တိုင်အမှန်တရားကိုသိဖို့အမှန်တရားကိုရှာဖွေခဲ့တယ်ပညာကိုရှာဖွေခဲ့တယ်အဲ့တော့အမှန်တရားပါဆိုဘဝဆင်းရဲတယ်ဆိုတဲ့အမှန်တရားပဲဒါဘုရားဖြစ်ပြီးမှသိလို့ပြောခဲ့တဲ့အမှန်တရားနော်လောဘဆင်းရဲကိုဖြစ်စေတဲ့အရာဆိုဒုတိယအမှန်တရားလောဘငြိမ်းခြင်းဒီဒုက္ခငြိမ်းခြင်းဆိုတာတတိယအမှန်တရားအဲ့ဒီဒုက္ခငြိမ်းခြင်းဒီသူဆက်ရောက်ခြင်းလေဆိုလို့ရှိရင်ဘဝရဲ့ဒုက္ခသစ္စာသဘောကိုမှန်မှန်ကန်ကန်သိမြင်နားလည်ခြင်းဆိုရင်သမာဓိတိကောင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားရမဂ္ဂင်၈ပါးဒုက္ခငြိမ်းရဆက်ရောက်စေတဲ့အလမ်းကြောင်းဖြစ်တယ်တဲ့အဲ့ဒါ၄ခုမြောက်အမှန်တရားနော်အဲ့တော့မြတ်စွာဘုရားပညာကိုရှာဖွေခဲ့တယ်အမှန်တရားကိုရှာဖွေခဲ့တယ်သိအောင်ကြိုးပမ်းခဲ့တယ်အဲ့ဒါကြောင့်သိတဲ့အခါမှာဘုရားဖြစ်တယ်။ဘာတွေသိတာလို့ဆိုတော့အခုပြောရင်နှစ်ချုပ်တယ်ဒီသစ္စာ၄ပါးကိုသိနော်အဲ့တော့ကိုယ်ကလည်းပဲဘလောက်နီးနီးဆက်ဆက်သစ္စာ၄ပါးရဲ့ပုံမှာသက်ဝင်ချင်းကပ်ပြီးတော့နားလည်ဖို့ရအောင်လုပ်နိုင်မလဲဆိုတာကိုမေးခွန်းထုတ်နှစ်သာရပိုင်းဆိုင်ရာနီးစပ်ပါတကယ်စစ်မှန်တဲ့နီးစပ်မှုနော်နှစ်သာရပိုင်းဆိုင်ရာနီးစပ်မှုမရှိဘူးဆိုရင်စစ်မှန်တဲ့နီးစပ်မှုမရှိဘူးဟုတ်နော်ဒါကြောင့်သစ္စာ၄ပါးတရားကိုသိအောင်မြင်အောင်ကြိုးပမ်းအထောက်နိုင်ရတယ်သူတော်ကောင်းတွေဖြစ်ကြပါစေတည်းသာဓုသာဓုသာ